ဒီနေ့မှကကျိုးလေးအိမ်မှာတက်ဖို့အိတ်ကျိုးလေးချုပ်ပြမယ်နော် ready made ကျိုးတွေမတက်ချင်ဘူးကိုရိုင်းမယ်ကျိုးလေးချုပ်ချင်တယ်ဆိုလို့ရှိရင်ချုပ်လို့ရအောင်လို့နော်ဟိုနေ့ကတော့အိမ်မှာအိတ်ဘေးကကျိုးချိတ်တဲ့ဒီကွင်းလေးတွေတက်တုံးကလည်းကျိုးယူရမယ်ဟာကိုပြောခဲ့သေးတယ်နော်တကယ်လို့ကိုကကျိုးကိုဘယ်တော့အပြားလိုချင်လဲငါးမှုပြားလားတလက်မပြားလားအဲ့ဒီပုံမှာမူတည်ပြီးတော့ကျိုးချုပ်ဖို့အတွက်ဆိုလို့ရှင်မတို့က၄စာယူရမယ်နော်တကယ်လို့ကိုကငါးမှုပြားလေးချုပ်ချင်တယ်ဆိုလို့ရှင်ငါးမှုဆိုတာကဟိုကတလက်မရဲ့တဝက်နော်တလက်မရဲ့တဝက်လိုချင်တာဆိုတော့ငါးမှုပြားလေးလိုချင်တယ်ဆိုလို့ရှင်မတို့ကကျိုးချုပ်ဖို့အတွက်အဲ့ရဲ့အကျိုးရဲ့ပြက်အကျယ်ကိုမတို့က2လက်မယူရမယ်နော်ငါးမှုပြားဖြစ်တဲ့အတွက်၄စာအခုမှကတလက်မပြားယူမယ်မကအဲ့ကျိုးတွေဆိုရင်တလက်မလေးကြိုက်တာဆိုတော့တလက်မပြားလေးလောက်တာများတယ်အဲ့တော့တလက်မပြားဆိုလို့ရှိရင်ကျိုးရဲ့ပြက်အကျယ်အခုမတို့ကျိုးချုပ်ဖို့အတွက်ပြက်အကျယ်ကိုဘယ်လောက်ယူရမလဲဆိုရင်၄လက်မယူရမယ်ဟုတ်ပြီနော်အဲ့ဒီတော့ပြီးလို့ရှိရင်ကျိုးရဲ့အရှည်ပေါ့ကျိုးရဲ့အရှည်ကတော့အလျှော့အတင်းလုပ်တဲ့ queen လေးနဲ့ adjust ပါလုပ်ဝင်ဆိုရင်50လက်မနဲ့60လက်မနီးပါးလောက်ခြားထဲမှာထားရမယ်နော်50လက်မအနည်းဆုံးလက်မ50လောက်ရှိမှရမယ်နော်အဲ့ဒီကြတော့မှ adjust လုပ်တဲ့အား queen လေးပါထည့်ပြီးတော့ချုပ်လို့ရမယ်နော်အဲ့ဒီတော့အခုကတော့အမကနမူနာပြမှာဆိုတော့အခါကျတော့ဒီပိတ်စအတူမှာပဲအရင်ပြမယ်နော်ပြီးတော့လက်ချုံနဲ့ချုံမဲ့သူတွေဆိုလို့ရှင်လည်းပြရမှာမလို့နော်အဲ့ဒီတော့မတို့၄လက်မအကျယ်ပိတ်စကို၄လက်မအကျယ်ညှက်လိုက်မယ်၄လက်မအကျယ်အဲ့တော့မတို့ကဒီဘက်နဲ့ဒီကနေပြီးတော့ဒီเนาะ၄လက်မအကျယ်ဖြစ်သွားတယ်အဲ့ဒါဆိုလို့ရှင်ကျိုးကအမှန်တော့အရှည်ကြီးရှိရမှာเนาะခုနပြောသလိုလက်မ50ဒါမှမဟုတ်ရင်လက်မ60နီးပါးလောက်ထိအောင်ရှိရမယ်เนาะ50 55လက်မ60အဲ့လောက်လောက်တာပါအဲ့တော့ဒီလေးလက်မကိုညှက်ထုတ်လိုက်မယ်ဒါကတော့ရိုးရိုးဒဲဆက်ရုံပဲဆိုတော့ကတကယ်လို့ကိုကပိတ်စလေးကတိုးနေတယ်လက်မ60အတီးပိတ်စရဲ့အနံမှာမရှိဘူးဆိုလို့ရှိရင်ဆက်လို့ရတယ်เนาะဒါကတော့တဲ့နှစ်ခုအလားချင်းထပ်ပြီးတော့တကြောင်ချုပ်ပြီးဆက်လိုက်ရုံပဲเนาะအဲဒါကြောင့်မို့အဲ့ဒါတော့မပြတော့ဘူးခုဒီမှာထားပါတော့ဒါအကျိုးအရှည်ကြီးဖြစ်သွားပြီပဲထားပါတော့တော့ရောက်အရှည်ကြီးကိုမတို့ကဘာလုပ်ရမလဲဆိုလို့ရှိရင်ဒါ၄လက်မဒီလိုအကျယ်က၄လက်မရသွားပြီเนาะဒီလိုအရှည်ကတော့50 55လက်မเนาะအဲ့လိုထားရမယ်အဲ့ဒီတော့ဒီလိုရသွားပြီဆိုရင်ဟိုတနေ့တုန်းကဂွင်းကလေးကိုချုပ်တော့ပြခဲ့တဲ့အတိုင်းပဲเนาะနှစ်ခေါက်ခောက်မယ်တဝက်เนาะတဝက်တီတီကိုခောက်မယ်ဒီကိုဖိလိုက်မယ်ခလေခောက်ရသွားပြီဖိလိုက်ပြီးရင်ပြန်ဖြန့်လိုက်မယ်ပြန်ဖြန့်လိုက်ပြီးရင်ဒီမှာမတို့ခလေခောက်ရသွားပြီဆိုလို့ရှိရင်ဒီဘက်ကနေတဝက်ချိုးမယ်ဒီလိုခောက်မယ်เนาะအဲ့လိုပဲဒီဘက်ကနေလည်းတဝက်ချိုးမယ်ခောက်ခလေခောက်ရလေးစီကြီးပဲခောက်လာမယ်เนาะနည်းနည်းကြည့်ရင်ရှော့ခောက်လိုက်လဲရတယ်ခလေခောက်ရအတီခောက်လဲရတယ်เนาะပြီးလို့ရှိရင်မှဒီလိုလေးဖြစ်သွားပြီเนาะဟိုဘက်ကလည်းဒီဘက်ကိုခောက်လာတယ်ဒီဘက်ကလည်းဒီဘက်ကိုခောက်လာတယ်ခောက်လာပြီးမှဒီလိုမျိုးနှစ်ခုပူးလိုက်မယ်เนาะဒီလိုပြန်ထပ်လိုက်မယ်ပြန်ထပ်လိုက်မယ်ဒါဆိုရင်အမတို့ကျိုးလေးရသွားပြီเนาะအဲ့ဒါကိုချုပ်မယ်เนาะလက်ချုပ်နဲ့ချုပ်မဲ့သူတွေဆိုလို့ရှိရင်ဒီဘေးလေးနှစ်ခုကိုအယုတ်ကလေးတွေချုပ်တယ်လို့မျိုးပူးပြီးတော့ချုပ်သွားလို့ရတယ်เนาะချုပ်ရိုးပြောင်းနဲ့ဒီဘေးလေးတွေကိုအရင်ချုပ်အောက်ကတပြားကိုအရင်နည်းနည်းယူမယ်ပြီးရင်အပေါ်ပြားကိုလည်းဘေးလေးကိုပဲယူမှာเนาะရင်အောက်ကအပြားကိုနည်းနည်းယူမယ်အပေါ်ပြားကိုလည်းဘေးလေးကိုထိုးမယ်အကြည့်ထွက်လာတဲ့အောက်တဲ့အောက်ကတပြားကိုနည်းနည်းယူမယ်အပေါ်ပြားရဲ့ဘေးလေးကိုထိုးမယ်ဟုတ်နော်အဲ့ဒီအတိုင်းနဲ့အရင်ပိတ်ချုပ်သွားလိုက်နော်ပိတ်ချုပ်သွားလိုက်ပြီးရင်ထပ်ပြလိုက်အောင်ဘေးလေးကိုပဲညီညီညာထိုးသွားမယ်ဟုတ်ပြီနော်ဒီတိုင်းလေးနော်ဒီလိုပဲပိတ်ချုပ်လိုက်ရင်လည်းရတယ်ပြီးလို့ရှိရင်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်မတို့က
အချုပ်စက်နဲ့ချုပ်တဲ့သူကတော့ဟိုဘက်တစ်ကြောင်းဒီဘက်တစ်ကြောင်းအလှနဲ့ရမှာနော်ဟိုဘက်တစ်ကြောင်းဒီဘက်တစ်ကြောင်းဆိုတာဟိုဘက်ဘေးကိုကပ်ပြီးတော့တစ်ကြောင်းဆွဲမယ်ကြောင်းဆွဲမယ်ပြီးရင်ဒီဘက်ဘေးကိုကပ်ပြီးတော့ဒီကြောင်းဆွဲမယ်နော်မြင်အောင်မဆွဲချလိုက်မယ်ခဲနေမယ်မိဘူးတိုင်ပြတ်တဲ့ဘောပန်တို့ပါလို့သုံးနော်ဒါဒီမှာမိဘူးတိုင်ပြတ်တဲ့ဘောပန်အသေးဝယ်လာတော့ဖွာထွက်ဒီလိုလေးနော်အခုမှခဲဆွဲပြထားတဲ့နှစ်ဖက်ဟိုဘက်တစ်ကြောင်းဒီဘက်တစ်ကြောင်းကိုစက်သမားကလည်းစက်နဲ့တိုင်းချုပ်ချလိုက်မယ်နော်လက်ချုပ်သမားဆိုလို့ရှိရင်မတို့ဟိုရှေ့မှာပြခဲ့တဲ့အတိုင်းပဲချုပ်လိုင်းလေးပေါက်တုံးကပုံစံမျိုးလေးနော်တစ်ချက်ဝင်တစ်ချက်ထွက်ချက်ဝင်တစ်ချက်ထွက်ကိုညီညီစိတ်စိတ်ကလေးချက်ဝင်တစ်ချက်ထွက်ဟုတ်ပြီနော်ဒီမှာနော်အက်ကတစ်ချက်ဝင်နဲ့တစ်ချက်ထွက်တယ်တစ်ချက်ဝင်နဲ့တစ်ချက်ထွက်တယ်အဲ့လိုမျိုးလေးနဲ့ဒီဟာကိုတောက်လျှောက်ချုပ်သွားမယ်ချက်ဝင်တစ်ချက်ထွက်တယ်တစ်ချက်ဝင်ညဝင်ပြီးရင်တစ်ချက်ညဝင်ပြီးရင်တစ်ချက်ပြန်ထွက်လာနော်အဲ့တော့ဒီလိုမျိုးလေးနော်မတို့ကိုယ်တင်လောက်တုံးကလိုမျိုးပဲเนาะ line အလှလေးတွေပေါက်ကြတော့ပုံစံအတိုင်းပဲတစ်ချက်ချင်းလေးပဲချုပ်သွားရင်လည်းရတယ်ချက်ဝင်နောက်တစ်ချက်ကိုပြန်ထွက်လာเนาะအဲ့ဒီအတိုင်းလေးညီညာညာလေးဟိုဘက်ကောဒီဘက်ကောနှစ်ဖက်ချုပ်လိုက်ရင်အဲ့ဒါဆိုလို့ရှိရင်အဲ့ကျိုးလေးရပြီเนาะကျိုးရပြီဆိုတော့အခုပြီးရင်မတို့ကွင်းလေးတွေနဲ့ဘေးနှစ်ဖက်ချိတ်တဲ့ချိတ်ကိုဘယ်လိုထည့်လဲဆိုတာမှပြမယ်เนาะအဲ့ပုံစံလေးတိုင်းပဲချုပ်သွားရုံပဲเนาะတစ်ချက်ဝင်တစ်ချက်ထွက်တစ်ချက်ဝင်တစ်ချက်ထွက်နဲ့ချုပ်ဒါမှမဟုတ်ရင်เนาะဆက်နဲ့နှစ်ဖက်စလုံးကိုတစ်ကြောင်းစီနင်းလိုက်เนาะတစ်ကြောင်းစီနင်းလိုက်ရင်ရတယ်ဒါဆိုရင်မတို့ကဒီလိုကျိုးပြားလေးရသွားပြီပဲထားပါတော့အဲ့တော့အလဲကောင်းမှာကမတို့အတိုးလျှော့ခွင်းเนาะအဲ့ကျိုးဆိုလို့ရှိရင်ဓာတ်ရိုက်ဟိုဘက်ကောဒီဘက်ကောမှာချိတ်ကိုပဲချိတ်ပြီးတော့တက်လိုက်ရင်လည်းရတယ်ဒါမဲ့လို့အဓိကဟိုကိုလိုချင်တဲ့လောက်တိုးလို့ရမယ်ရှည်လို့ရမယ်အဲ့လိုမျိုးလေးကြတော့အတိုးလျှော့ခွင်းလေးလိုတယ်เนาะအဲ့တော့အတိုးလျှော့ခွင်းလေးကိုဘယ်လိုတက်လဲဆိုတာကိုပြပေးမယ်ခုဒီမဲ့ကျိုးချုပ်ပြမယ်ဆိုတော့မှရှိတဲ့ကွင်းလေးချိတ်တွေကငါးမှုကွင်းတွေပဲများနေလို့เนาะအဲဆိုတော့မှဒီမှာကျိုးကိုငါးမှုလေးနဲ့ပြန်လျှော့လိုက်တယ်เนาะငါးမှုဆိုလို့ရှိရင်ငါးမှုပြားဆိုလို့ရှိရင်သူကမတို့နှစ်လက်မယူပြီးတော့နှစ်ခေါက်အချိုးချိုးလာတာเนาะပြီးလို့ရှိရင်အခုဒီမှာပြထားတဲ့အတိုင်းဘေးကိုစက်ကြောင်းလေးနဲ့ပေါက်မယ်เนาะဒီဘက်ဘေးလေးပါပေါက်ရမယ်เนาะအမှန်ဆိုနှစ်ဖက်လှလှလေးပေါက်မှလှတယ်เนาะအဲ့လိုမျိုးလေးပေါက်မယ်နှစ်ဖက်ပေါက်ပြီးသွားပြီဆိုလို့ရှိရင်မတို့ဒီမှာအတိုးအလျှော့ခွင်းကိုဒီမလှဘက်เนาะမလှဘက်ကိုလှန်ပြီးတော့ဒီမှာကွင်းရဲ့အလဲကောင်လေးเนาะဒီမှာကွင်းကအလဲကောင်လေးပါတယ်ဟုတ်ပြီเนาะအဲ့ဒီအလဲကောင်လေးကိုအလဲမှထားအပေါ်ကနေပြီးတော့ရှိုးယူလိုက်မယ်ပြီးရင်အောက်ကနေပြီးတော့ပြန်ထွက်ခဲ့မယ်เนาะဒီအလဲကောင်တန်းလေးကိုဒီကျိုးနဲ့ရှိုးလိုက်တာပဲဟုတ်ပြီเนาะဒီအလဲကောင်တန်းလေးကိုကျိုးရှိုးလိုက်တယ်ရှိုးပြီးသွားရင်ဒီမှာကျိုးလေးဒီဘက်ကိုထွက်လာပြီတွေ့လားဒီမှာထွက်လာပြီเนาะအဲ့ထွက်လာတဲ့ဟာလေးကိုမတို့ကအတွင်းထဲလေးကိုခောက်ထည့်လိုက်မယ်เนาะခောက်ထည့်လိုက်ပြီးတော့သေးသေးသေးရပြီเนาะခောက်ထည့်လိုက်ပြီးတော့အဲ့ဒီနေရာကိုတစ်ချောင်းချုပ်ရမယ်ဟုတ်ပြီเนาะဒီနေရာလေးကိုတစ်ချောင်းချုပ်လိုက်မယ်စက်နဲ့ပဲချုပ်လက်နဲ့ပဲချုပ်ရတယ်เนาะဒါလုံးဝစက်မချုပ်တတ်ဘူးလက်ချုပ်သမားတွေလည်းရှိတယ်ဆိုတော့ဒီလိုလေးပြပေးလိုက်တာเนาะဒီမှာအောက်ထဲလေးကနေချီထွက်လာပြီးတော့မှနောက်ပြောသလိုပဲ running stage လေးနဲ့ချုပ်သွားရင်လည်းရတယ်ဒီလိုလေးချုပ်ရင်လည်းရတယ်နော်ချုပ်ရိုးပြောက်လေးနဲ့ပဲဒီလိုပဲချုပ်သွားရင်လည်းရတယ်နော်ချုပ်ရိုးပြောက်ကတော့ရုပ်တွေမှာချုပ်ရင်လည်းဒီပုံစံလေးပဲသုံးမယ်ချီထွက်လာတဲ့အောက်ကနေအပေါ်ပြီးသားလေးကိုခေါ်တာနော်ဒီကြကြလေးမြဲနေအောင်အဲ့လိုချုပ်မယ်နော်ဆက်ချုပ်တတ်တဲ့သူကတော့အဲ့ဒီပေါ်လေးကနေပြီးတော့ဆက်ကလေးနဲ့ဒီအိုင်နှင်းချုပ်လိုက်အောင်မယ်နော်အဲ့တော့အဲ့လိုချုပ်ပြီးသွားပြီဆိုလို့ရှိရင်မတို့ကဒီလိုလေးဖြစ်သွားပြီခွင်းရဲ့အလဲကောင်နော်မလှဘက်ကနေရှူထားတာနော်
ပြီးွားရင်ဒါအပေါ်လှန်လိုက်တော့ဒါအလှဘက်ကလေးဖြစ်သွားပြီဟုတ်ပြီနော်အလှဘက်လေးဖြစ်သွားပြီအဲ့ဒီမှာအမတို့ဂျိတ်ရှိတယ်ဂျိတ်ကဟိုဘက်တစ်ဖက်ဒီဘက်တစ်ဖက်ရှိမှာနော်အဲ့တော့ဒီဂျိတ်ကိုဂျိတ်သေးကိုဒီကျိုးကိုတစ်ဖက်ကိုသွင်းလိုက်မယ်ဒီမှာနော်ဂျိတ်သေးကိုသွင်းလိုက်မယ်သွင်းပြီးသွားလို့ရှိရင်ဒီအောက်ကနေကျိုးကိုယူပြီးတော့ဒီထဲကိုထည့်မယ်ကျိုးကိုယူပြီးတော့ဒီဘက်ထဲကိုထည့်မယ်ဟုတ်ပြီနော်ဒီလိုပြတ်သွားမယ်ရမယ်နော်ပြန်ပြမယ်မတို့ဒီမှာအတိုးအလျှော်ခွင်းလေးရဲ့အလဲတန်းလေးကိုပိတ်စာကိုချိတ်လိုက်မယ်ချိတ်ပြီးတော့ဒီဘက်ကိုယူလာပြီးတော့ပိုတဲ့ပိတ်စာလေးကိုဒီနေရာမှာတွဲချုပ်မယ်ဟုတ်ပြီနော်တွဲချုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာတိုးလျှော်ခွင်းကဒီတိုင်းလေးရှိနေမယ်ဒီဘက်ကကျိုးကြီးရှည်ရဒီတိုင်းနော်အဲ့ဟာမှာဒီဂျိတ်ကွင်းလေးတစ်ခုကိုဂျိတ်ကွင်းလေးတစ်ခုတည်းကိုဒီလိုထည့်မယ်ဟုတ်ပြီနော်ထည့်လိုက်ရင်ဒီလိုလေးပလက်ကလေးဒီလိုလေးဖြစ်နေမယ်နော်အဲ့ဒါကိုမှဒီအတိုးလျှော်ကွင်းမှာဒီမှာအမတို့ကအလဲတန်းလေးမှာဒီမှာပိတ်စာရှိနေဆိုဒီဘက်ပိတ်စာဒီအလဲတန်းလေးရဲ့အောက်ဘက်နဲ့အပေါ်ဘက်နဲ့လွတ်နေတယ်ဆိုရင်အောက်ဘက်ထဲကနေပြီးတော့ဒီကျိုးကပြန်ဝင်လာမှာနော်ဒီဂျိတ်ကလေးကိုချိတ်ပြီးပြီဆိုတာနဲ့ဒီကျိုးကဒီအောက်ဘက်ကနေပြန်ဝင်လာပြီးတော့ဟိုဘက်အပေါ်ကနေပြန်ထွက်မယ်နော်အပေါ်ဘက်ကနေပြန်ထွက်သွားမယ်အောက်ဘက်ကနေပြန်ဝင်ပြီးရင်အပေါ်ဘက်ကနေပြန်ထွက်ဟုတ်ပြီနော်ဒီလိုလေးဖြစ်သွားမယ်ရပြီနော်အဲ့ဒါဆိုမှဒီဘက်ကအခြားတစ်ခုကိုထည့်လိုက်မယ်ဒီလိုလေးဒါဆိုရင်ကျိုးကဒီလိုလေးဖြစ်သွားပြီဟုတ်ပြီနော်ပြီးတော့မှဒီဘက်မှာအခုနလိုပဲကျိုးကအစာဒီလိုလေးရှိနေမယ်နော်အဲ့အစာတက်ထားတဲ့ဟာလေးကိုဒီအထဲကိုထည့်မယ်နော်အထဲလေးကိုထည့်မယ်ထည့်ပြီးရင်ဒီနေရာလေးကိုတစ်ကြောင်းချုပ်လိုက်မယ်ဟုတ်နော်ဒီနေရာလေးကိုတစ်ကြောင်းချုပ်ပြီးရင်ဒီဘက်ကိုချုပ်ပြီးတော့ကြက်ချီကအလှလေးချုပ်လဲရတယ်ဒီဘက်ကိုတစ်ကြောင်းဒီဘက်ကိုတစ်ကြောင်းပဲချုပ်လိုက်ရင်လည်းရပြီနော်တစ်ကြောင်းစီအဲ့လိုလေးချုပ်လိုက်ရင်ရပြီအဲ့တော့ဒီလိုလေးနော်အပေါ်တစ်ကြောင်းအောက်တစ်ကြောင်းဒီလိုလေးနင်းလိုက်တယ်ဆိုရင်ဒီလိုလေးဖြစ်သွားပြီနော်ဒီလိုလေးဖြစ်သွားပြီဒီမှာတိုးလျှော့ခွင်းလေးကဒီမှာဒီဘက်ကဟာလေးကတိုးကျင်တိုးလျှော့ကျင်လျှော့လို့ရတယ်နော်လျှော့ကျင်ဒီလိုရှည်ကျင်နေဆိုရင်ဒီလိုလေးဖြစ်သွားမယ်နော်တိုးလျှော့ခွင်းလေးကအဲ့လိုလေးဖြစ်သွားမယ်နော်အဲဆိုရင်အိတ်ကျိုးလေးရသွားပြီဟိုအိတ်မှာချိတ်လိုက်ရုံပဲနော်